မလောက်တဲ့လုံနီကိုတီသွားလို့မယောင်းရမှာစိတ်ပူနေမဲ့ထဲမှာကျမမပါဘူးဟာစားပြီးရင်ဆွဲတယ်ဆိုတဲ့အင်ဒိုချက်ကြော်ကိုကျမတင်တဲ့အားရရက်မှာအော်ဒါလေးကောက်ပြီးတော့ရောင်းပေးပါမယ်နော်ခါတဲ့လုံနီပါတင်ပေးလိုက်မယ်ဒါကိုသူများရင်းနဲ့မတူပဲအသားတဲ့ထိရတာစိတ်ဝင်အောင်တနာရီထိချိန်ပေးပြီးနဲ့ပါတယ်ညလုံးဝပျောက်သွားစေဖို့အတွက်ဇပလင်းနဲ့ဂျင်းလဲထည့်ပြီးတော့မပြုတ်ပါတယ်ရှင်ခေါ်တဲ့ခါမှာလဲကျမတို့ကိုယ်တိုင်စားနေတဲ့အောင်မြင့်မြတ်ပဲစီတန်းတန်းကိုပဲတုံးပြီးတော့မကြော်ပေးမှာပါရင်သားလေးကကျွတ်ရဲပြီးတော့မှအတွင်းသားလေးကအိနေအောင်လို့စိတ်ရှိလက်ရှိလေးနဲ့မီအေးလေးနဲ့တော့ကြော်ပေးရပါတယ်ထားတဲ့အကျွတ်နေသားလေးကလိုချင်တဲ့အနေထားလေးရောက်လာပြီဆိုရင်တော့ချက်သားကြော်လေးရပါပြီရှင်လူသီးကိုအသုံးပြုတဲ့ခါမှာလဲအနံလေးမွေးပြီးတော့မှဆက်နေအောင်လို့ဒီလိုမျိုးအပူသီးလေးကိုပဲသုံးပေးထားပါတယ်ရှင်ရုပ်သီးနဲ့ချစ်သွန်ဖြူကိုဒီလိုမျိုးအိဖက်နေအောင်ကြော်ပြီးသွားပြီဆိုရင်တော့ထောင်းပါမယ်ရှင်သားကြော်ပြီးသားစီကိုကြည့်ုံနဲ့တင်ဘလောက်တန်လဲဆိုတာသိနိုင်ပါတယ်ရုပ်သီးကိုဒီလိုမျိုးညက်အိချုံးမွေနေအောင်ထောင်းပြီးသွားပြီဆိုရင်တော့အပေါ်ကနေစီလေးဆန်းပြီးတော့နေပါမယ်ရှင်လောက်အားနေမနေတတ်တဲ့ကျမဝါသနာရလောက်တာမလို့မနေ့ပြန်3ရက်နေတွဲပွဲ90ပဲလက်ခံပါမယ်နော်တော့ဖိုင်ယုံမှာချပေးထားတဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် Viber နေပဲဖြစ်ဖြစ် order တင်လို့ရပါတယ်ရှင်ဒီလေးကတော့ကြက်ပေါင်စိတ်သားပါတာကို12000ကြက်ပေါင်90သားပါတာကို18000ပါရှင်စုပါရှင်ဘိုင်ဘိုင်